ညနေကအလုတ်ကအပြန်ပင်မပြီးမောတာနဲ့ဝရန်ဒါမှာခဏထိုင်ပြစ်တယ်ဝရန်ဒါမှာထိုင်နေရင်ခေါင်းရင်းကတရက်ပင်ကရှင်ကလေးတွေပတ်ပြေးနေတာမြင်လိုက်တယ်ရှင်ကလေးတွေဟာတကောင်နဲ့တကောင်ဆော့ကစားရင်တစ်ကိုင်းပေါ်မှာပတ်ပြေးနေကြတယ်သူတို့ဘဝကိုကြည့်ရတာအပူပြီးမရှိပေါ့ပေါ့ပပနေကိုပျော်ရွှင်နေကြတာအဲ့ဒီအချိန်မှာစဉ်းစားမိတာကတခါတလေမှာကျွန်တော်တို့ဟာဘာကြောင့်လေးလံနေကြတာလဲတချို့ရက်တွေမှာမပျော်လို့တခါတလေလိုချင်တာမရလို့စိတ်ညစ်ပြီးငိုင်နေတတ်ကြတယ်လေးလံနေတတ်ကြတယ်လိုချင်တဲ့လောဘငါဆိုတဲ့အတ္တတွေဖြစ်ချင်တဲ့ဆန္ဒတွေအတွက်ကြိုးစားရင်ဘဝကိုပင်ပန်းစွာရှင်သန်နေကြတယ်တခါတလေဘာကိုမှမတွေးပဲတရက်လောက်ဖြစ်ပေါ့ပေါ့ပပနေကြည့်ပါအတ္တတွေလောဘတွေညီမန်းချက်တွေကိုခဏမိထားပြီးခဏလောက်စိတ်လွတ်လက်လွတ်နေထိုင်ပါပင်မနဲ့အရာတွေလေးလံနေတဲ့စိတ်တွေမရှိပဲစိတ်ဟာကြည်လင်နေပါလိမ့်မယ်တခါတလေမှာဘဝကိုပေါ့ပေါ့ပပရှင်သန်ပါပေါ့ပြက်ပြက်တော့မနေပါနဲ့ပေါ့ပေါ့ပပနေရနဲ့ပေါ့ပြက်ပြက်နေရမတူဘူးလေအလုပ်တွေကြားမှာပင်မနေတဲ့စိတ်ကိုတခါတလေတော့အနာပေးလိုက်ပါစိတ်ကြည်လင်အေးချမ်းစွာနဲ့ဘဝကိုပေါ့ပေါ့ပပရှင်သန်ပါနားလေ